မို့ကိုမိုးတာဒီပေါ့နော်ဒီအရှိရဒီလို Suzuki R-Mine နဲ့ကားကိုဝယ်ရမယ်ဆိုလို့ရှိရင်ဘယ်လိုအချက်တွေကိုစဉ်းစားပြီးတော့ဝယ်မလဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ပထမဆုံးအနေနဲ့ကားကနံပါတ်အမြင့်ရမယ်မော်ဒယ်အမြင့်လည်းရမယ်ပေါ့နော်ဈေးနှုန်းကလည်းဒါကျွန်တော်တို့ high jet model အငယ်ဈေးနှုန်းနည်းနဲ့ရမယ်ဆိုတော့ဈေးနှုန်းအဖြစ်ပေါ့နော်ဒီကားတွေကဝက်တင်တဲ့ထဲမှာပါတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့လုပ်ငန်းသုံးမယ်ဆိုလို့ရှိရင်လည်းဒီကားတွေကဟိုးရင်တွေကကျွန်တော်မြန်မာနိုင်ငံကိုရောက်လာတဲ့ကားပေါ့နော်ရောက်လာတာများတဲ့မှာပါတဲ့ကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပူပစ္စည်းတွေရှားမှလည်းစိတ်ပူကြမလို့ကျွန်တော်ဝက်ရှော့နဲ့ပတ်သက်ပြီးတော့လည်းဝက်ရှော့ဆရာမနိုင်မှာစိတ်ပူကြမလို့ပေါ့နော်ဝက်ရှော့ဆရာနိုင်တဲ့ကားထဲမှာလည်းပါတယ်ဆိုတော့ဒီကောင်တွေကလည်းဝင်ထားတာမကြသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ခိုင်းထားတဲ့ကားထဲမှာလည်းမပါဘူးဆိုတော့ workshop မှာတွားပြီးတော့ခဏပြင်ရမှာကြောက်တဲ့ customer တွေအတွက်ဆိုလို့ရှိရင်လည်းဒါဝတ်တင်တဲ့မှာပါတယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီကားတွေကအများသောအားဖြင့်ဒီဖြတ်ဆက်ပေါက်စုပ်ကိုအရင်စိတ်ပူကြမလို့လည်းမပါတယ်ဒါဟိုပြောရမယ်ဆိုလို့ရှိရင်ဝတ်တော့မလာဘူးလို့ပြောလို့ရတယ်ပေါ့နော်မရှိဘူးတော့မဟုတ်ဘူးဒါပေမဲ့တော်တော်ရှားရတယ်မှာပါတယ်ဆိုတော့ customer အနေနဲ့ဒီကားကိုကိုယ်တိုင်မျက်မြင်လာရောက်ကြည့်ရှုပြီးတော့ဝယ်ပြီးမယ်ဆိုရင်တော့မှဒါဝယ်ပြီးလို့ရတယ်မှာပါတယ်ပေါ့နော်ကားနားလည်းလူပါတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဆိုတော့ဒီချက်တွေကိုကြည့်ချင်းအဖြစ်တော့ကျွန်တော်ဒါဆိုလို့ရှိရင်တော့ဒီကိုသုံးမဲ့ဈေးနှုန်းလေးနဲ့မော်ဒယ်မြင့်လည်းနံပါတ်မြင့်လည်းရမယ်ဈေးနှုန်းအဖြစ်လည်းအဆင်ပြေတယ်လုပ်ငန်းသုံးမဲ့ဆိုလို့ရှိရင်အဆင်ပြေတယ်ဆက်ဆက်ဖောက်ဆိုလည်းစိတ်ကူကြမလို့ဘူးဆိုတော့ဒါဝက်တင်တဲ့ထဲမှာပါတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အခုပြောရတာနဲ့နေမယ်ပေါ့နော်ဒီကားကိုဘာလို့ဝယ်တင်လဲဆိုတာတော်တော်ပြည့်စုံနေပြီပေါ့နော်တကယ်မှန်တယ်ကျွန်တော်ကဟိုဒါကျွန်တော် EDN ကားရောက်မှာဆိုလို့ရှိရင်ဒါကျွန်တော်အကူနော်ကိုမိုးရုံငေါ့လာပြီဆိုလို့ရှိရင်ကျွန်တော်မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကအမြဲတမ်းရှိတယ်ဆိုတော့တစ်ခါကြောက်ရှင်တချို့ customer ရှိရလာပြီဆိုရှင်ကိုချမ်းမမဟုတ်ဘူးရုံးမှာကိုချမ်းမဟုတ်ဘူးမကျွန်တော်အကူနော်မကြီးမဝါတော့ချစ်စရာကြောက်စက်ကြီးလေးရှိတယ်နော်ကျွန်တော်ကိုမိုးစီမှာလည်းလာပြီးတော့ကားလေးဝယ်လို့ရတယ်နော်ဒါပြောတာဒီကားလေးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ရောင်းပါနော်ရောင်းပါဆိုပေမဲ့ကျွန်တော်တို့ဝယ်လာတဲ့အချိန်မှာဆိုလို့ရှိရင်အမီဘောက်စီကနေဝယ်တာ0ကီလိုပေါ့နော်0ကီလိုကနေပြီးတော့လက်ရှိတူးရဲ့အမီဘောက်စီကနေကျွန်တော်ဝယ်လာတာကီလိုဆိုလို့ရှိရင်လည်း19000မှရှိတယ်နော်ဒီလိုဆို19000မှရှိသေးတယ်ဆိုတော့ကျွန်တော်အခုခုနပြောလို့ပေါ့နော်ကားကိုအခိုင်းနာထားမှာပြင်မလားဝယ်ပြီးအခါမှာ workshop ခဏသွားမှာကြောက်တယ်ဆိုတဲ့ customer တွေဆိုလို့ရှိရင်တော့ဒီလိုမျိုးအမိုင်းနဲ့ကားလေးတွေကရွေ့တင်တယ်ပြီးတော့ကျွန်တော်ခုနပြောလို့ပဲနော်high jet model အငယ်ဈေးလေးနဲ့လည်းရမယ်ဒါပေမဲ့ဒီကားကတော့ model အမြင့်နံပါတ်အမြင့်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုရိုင်းကကားအကြောင်းကိုကာကနာပေါ့နော်တတိယနားမလည်ဘူးဆိုရင်တော့မှဝယ်လိုက်မယ်ဆိုလို့ရှိရင်မနိုင်တဲ့ကားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွေးမယ်ဆိုလို့ရှိရင်တကယ်ကိုရွေးလို့ကောင်းတဲ့ကားတွေမှာပါပါတယ်ပေါ့နော်ဒီကားလေးဆိုလည်းကျွန်တော်ရောက်ပါပေါ့နော်ဒီကောင်လေးဆို model ကိုက2019နော်ဒီကောင်2019 model ကိုကျွန်တော်တို့ရန်ကုန် license လေးပဲအမီဘောက်စီကနေကျွန်တော်တို့ဝယ်ထားတာဖြစ်တယ် license လေးလည်းကြံအောင်မယ်နော်ကားကတစ်စီးလုံးကြီးပါအော်စီအစ်စ်တိုင်းကြံနေရနော်ကီလိုကလည်း19000အမှန်ပဲရှိသေးတယ်အဲ့တော့ဒီကားလေးကိုဈေးပတ်ကြတာလားကားလေးကဒီနှုန်းက420 420ဈေးနှုန်းကလည်းကျွန်တော်တို့420ဆိုတာလက်ရှိအချိန်မှာ high jet model 1004 manual ဈေးလောက်ပဲရှိတယ်ဒါပေမဲ့နော်ဒါ model အမြင့်နံပါတ်မြင့်ကိုကောင်းစီးခြင်းနဲ့ဝယ်ပြီးရင် workshop ခဏမသွားခြင်းဆိုတဲ့မိတ်ဆွေတွေအတွက်လည်းလာပြီးတော့ကြည့်လို့ရတယ်ဝယ်လို့ရတယ်ဖောက်ဆိုးဖြက်ဆက်ဘာညာခုကလည်းစိုးရင်ကြမလို့ဘူးเนาะကားကလည်းကျွန်တော်တို့ grind ဆက်ထားတယ်စားတဲ့အရှုပ်ရှိဘာညာလည်းအားလုံးကင်းတယ်เนาะဒါလေးကိုကျွန်တော်လာပြောပြရဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီကားလေးလာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အရှိတကုံ12ရက်ကွက်ရာဇကုံမှာလက်မှာလာပြီးကြည့်လို့ရပါတယ်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့0995832953လည်းဆက်လို့ရတယ်ကျွန်တော်အကွေဖုန်းနံပါတ်ဖြစ်တဲ့099529284326ကိုလည်းဆက်ပြီးတော့လာလို့ရတယ်တခါတလေကျွန်တော်ဖုန်းမှာအားမျိုးတွေရှိတယ်ကျွန်တော်အကိုမို့ဖုန်းကိုလည်းဆက်လို့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဆက်ပြောပြတာပြီးတော့ဒီကားရောင်းစားရှိတာမဟုတ်တခြားကားလေးလည်းရှိတယ်ကျွန်တော်ပြပေးမယ်ခဏလေးပြောစားရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ပေါ့နော်ဒီဗီဒီယိုကိုမြင်ပြီးတော့ပေါ့နော်ဒီကားကိုလာကြည့်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အထူးအစီအစဉ်တစ်ခုလုပ်ထားပေးတယ်အဲ့ဘာလဲဆိုတော့ဒီကားကိုကျွန်တော်မိတ်ဆွေကြီးလာကြည့်တယ်လာကြည့်လို့မဝယ်ပြစ်သွားဘူးပေါ့နော်မဝယ်ပြစ်သွားဘူးဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တက်စီက1000ပြန်ပေးမယ်မဝယ်ပြစ်ပဲနဲ့ပြန်သွားတယ်ဆိုလို့ရှိရင်တက်စီက1000ပြန်ပေးမယ်ဝယ်ပြစ်သွားတယ်ယူသွားတယ်ဆိုလို့ရှိရင်ကျွန်တော်စီအပြစ်ထည့်ပေးလိုက်မယ်နော်ဘာလို့လဲဆိုတော့အခုကကြတော့စုံမပြဿနာတွေနဲ့ပေါ့နော်စီဝဲခတ်တာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ဒါလုပ်ပေးနိုင်တဲ့ဟာလေးကျွန်တော်လုပ်ပေးတာပေါ့နော်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းအချိန်ပေးပြီးလာတာဖြစ်တဲ့ဟာမလို့ပေါ့နော်ကိုအနေနဲ့သဘောမကျတာတခုခုရှိလို့မယူပြသွားဘူးဆိုလို့ရှိရင်လည်းလမ်းစရိတ်ကုန်ပါဆိုလို့ကျွန်တော်ကနေပြီးတော့တက်စီက1000ပြန်ပေးမယ်ယူပြသွားရဆိုလို့ရှိရင်လည်းကျွန်တော်စီအပြည့်ပြန်ထည့်ပေးမယ်ဒီဗီဒီယိုကြည့်ပြီးလာရဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါလုပ်ပေးတဲ့ဟာလေးကျွန်တော်လုပ်ပေးချင်လို့ပါနော်ဆိုတော့ဒီကားလေးကိုဒါကျွန်တော်ချက်ပြောပြရပါနော်တခြားကားလေးကျွန်တော်ချက်လိုက်ပြပေးမယ်ဟိုတခြားရောင်းကားလေးတွေပြမယ်ဆိုပြီးတော့အများကြီးရှိရလို့လည်းမထင်နဲ့ဟုတ်နော်နောက်ထပ်ရောင်းကားဆိုလို့ဒီကားတစ်စီးပဲရှိတော့တာနော်ဒီကားလေးကလည်းကျွန်တော်တို့ Suzuki Master လေးပဲပေါ့နော် model က2005 model လေးပေါ့နော်ဒီကောင်လေးလည်းကျွန်တော်ရောင်းပေးမှာပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော်430နော်430ကိုကျွန်တော်ညှိပြီးရောင်းပေးမယ်နော်ဒီကောင်လေး Suzuki Master 2005 model လေးပါနော်ကျွန်တော် manual gear ကားလေးဖြစ်ပါတယ်တခြားရောင်းကြကားဆိုလို့အများကြီးမရှိဘူးလက်ရှိချိန်မှာကျွန်တော်တို့ကားကောင်းလေးတွေအရန်ရှားလို့ပေါ့နော်ကားဝယ်ရခက်လို့ကြောစီမှာလည်းကားလေးတွေအများကြီးမရောက်ဘူးတော့ဒီကားလေးပဲရှိတယ်ပေါ့နော်
ဒီဆမ်မားလေးကလည်းရောင်းပြီးသွားပြီဟိုထက်ကကားလေးကလည်းရောင်းပြီးသွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မလောလောဆယ်လာကြည့်မယ်ဆိုလို့ရှိရင် NSC ရှိမယ်နော် NSC ရှိမယ်တလက်စားလေးပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာဒီလိုမျိုးပေါ့နော်လုပ်ငန်းသုံး pick up ကားလေးတွေရောင်းဖို့ရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့0995832953ကိုဆက်သွယ်ပြီးတော့ကျွန်တော်ကိုကားလေးတွေရောင်းချပေးလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကားနဲ့လောက်ချက်နဲ့အားလုံးကိုချင့်ချိန်ပြီးတော့အမြင့်ဆုံးဆိုတဲ့ဈေးနှုန်းကိုတက်နိုင်တဲ့များပေးပြီးတော့ကျွန်တော်တို့ဝယ်ပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါလည်းပြောပြရအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးတက်တာပါ